ChatGPT ဒီနာမည်ကိုအခုဆိုနေရာတိုင်းမှာကြားနေရပြီနော်ဒါပေမဲ့အဲ့ဒါကတကယ်တမ်းကျတော့ဘာကြီးလဲပိုရေးကြည့်တာကကိုယ့်ရဲ့အလုပ်တွေကိုပုံမြန်မြန်ပြီးအောင်ဒါမှမဟုတ်ငွေရှာဖို့အတွက်တောင်အဲ့ဒါကိုဘလို့အသုံးချလို့ရမလဲကဲဒီနေ့မှာတော့အဲ့ဒီမေခွန်းတွေရဲ့အဖြေကိုဒီရင်းမြစ်ကိုအခြေခံပြီးတစ်ခုချင်းစီရှင်းရှင်းလင်းလင်းလေ့လာသွားကြပါမယ်အရင်ဆုံးဒီကဏ္ဍကိုတစ်ချက်ကြည့်လိုက်ပါတန်တရာChatGPT ဟာ launch လုပ်ပြီးနှစ်လတည်းနဲ့သုံးဆွဲသူတန်တရာကိုရောက်သွားခဲ့တာပါဒါကတမိုင်းတစ်လျှောက်မှာအလင်းမြန်ဆုံးကြီးထွားလာတဲ့အတစ်ခုဖြစ်သွားစေခဲ့တယ်ဆိုတော့ဒီနည်းပညာရဲ့ဆွဲဆောင်အားကဘယ်လောက်တောင်ကြီးမားလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်ဟုတ်ပြီဒီလောက်နာမည်ကြီးနေတာလားတော့ဟုတ်ပါပြီဒါပေမဲ့လေလက်တွေ့မှာတော့ဘယ်လိုအသုံးဝင်တာလဲအလုပ်လုပ်နေတဲ့ professional တွေအတွက် content creator တွေအတွက်နောက်ပြီးဒီနည်းပညာကိုစိတ်ဝင်စားရဲ့ဘယ်သူအတွက်မဆိုဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုတာကိုအခုဆက်ပြီးကြည့်သွားကြရအောင်ကဲပထမဆုံးအပိုင်ကိုစလိုက်ကြရအောင်အခြေခံအကြဆုံးမေးခွန်းပါမယ် ChatGPT ဆိုတာတကယ်တော့ပါလေနည်းပညာစကားလုံးတွေအများကြီးမသုံးဘဲနဲ့ရိုးရိုးရှင်းရှင်းလေးအတူတူလေ့လာကြည့်ကြမယ်ChatGPT ဆိုတာကလူတွေနဲ့စကားပြောဖို့အထူးလေ့ကျင့်ထားတဲ့ AI တစ်မျိုးပါသူ့ရဲ့တကယ်ထူးခြားချက်ကပါတယ်ဆိုတော့သူကမားနေရဲ့အချက်လက်တွေကိုထောက်ပြနိုင်တယ်မိခွန်းအဆက်တွေကိုနားလည်ပြီးဖြေနိုင်တယ်ပြီးတော့အရေးကြီးဆုံးကသူကိုယ်ရဲ့အမားလုံးမိရင်တော့ဝန်ခံတတ်အောင်လေ့ကျင့်ပေးထားတာပါဒီလိုလုပ်နိုင်တာက RHLF လို့ခေါ်တဲ့လူသားတွေရဲ့တုံ့ပြန်မှုကနေသင်ယူတဲ့စစ်နေကြောင်းဖြစ်ပါတယ်တောက်ဆိုသူတကယ်ရောဘာတွေလုပ်နိုင်လဲအများကြီးပါပဲကိုတ်ဒီရေးတာဒီ work လုပ်တာကနေစပြီး email နဲ့လုပ်ငန်းအစီအစဉ်တွေရေးဆွဲတာမျိုးတွေလုပ်နိုင်တယ်သင်္ချာပုတ်စာတွေဖြည့်ရှင်းပေးနိုင်တယ် social media တာ caption တွေရေးတာပါတာပြန်တာနောက်ဆုံးတချင်းတပုတ်တော့ call တွေစာသားတွေထီတောင်းအကြံဉာဏ်တောင်းလို့ရတယ်ရှုပ်ထွေးရဲ့အကြောင်းအရာတွေကိုလည်းလွယ်လွယ်ကူကူရှင်းပြနိုင်တာကတော့သူ့ရဲ့အကောင်းဆုံးစွမ်းရည်တွေထက်ကတစ်ခုပါပဲ ChatGPT ကိုတကယ်ထိရောက်ရောက်အသုံးချနိုင်ဖို့အတွက်အရေးကြီးဆုံးကျွမ်းကျင်မှုတစ်ခုတည်းကိုပဲတေချာသိထားဖို့လိုပါတယ်အဲ့ဒါကတော့ common နဲ့ prompt တွေရေးတတ်တဲ့သူပါပဲကောင်းမွန်တဲ့ prompt တစ်ခုဖွင့်ဖို့လွယ်လွယ်လေးမှတ်လို့ရတဲ့အဆင့်ဈေးဆင့်ပဲလိုပါတယ်ပထမဆုံးအနေနဲ့ဖန်တီးပါရေးပါဆိုသလိုမျိုးလှုပ်ဆောင်ချက်ပြတဲ့စကားလုံးနဲ့စပါပြီးရင်ဘာအတွက်လိုချင်တာလဲဆိုတဲ့အကြောင်းအရာအနည်းငယ်ထည့်ပေးပါအရေးကြီးဆုံးကတော့တတိယအဆင့်ပါညွှန်ကြားချက်တွေကိုတိတိကျကျအသေးစိတ်ပေးဖို့ပါရဲ့နောက်ဆုံးမှာတော့ကိုလိုချင်တဲ့စာရေးဟန်လေးတန်မျိုးရှိရင်ဥပမာလေးတစ်ခုလောက်ထည့်ပေးလိုက်တာနဲ့အကောင်းဆုံးအဖြစ်ကိုရနိုင်ပါပြီတစ်ခြားတဲ့ prompt တစ်ခုရဲ့စွမ်းအားကိုဒီမှာလက်တွေ့ကြည့်လိုက်အောင်ဘယ်မှာမျက်နှာ link cream အသားကြောညာစာရေးပေးလို့ရေးပြဆန်ဆန်မေးလိုက်တော့တာမန်ဖြစ်တစ်ခုပဲရနိုင်ပါတယ်ဒါပေမဲ့ညာဘက်ကိုကြည့်လိုက်ပါပင်မကဘသူလဲအသားအရည်ထိခိုက်လွယ်သူဘာကိုအတိတ်ထားခြင်းလဲ what chan ဘာကိုထည့်ပေးရမလဲအချိုးကျေးဇူးစတဲ့အသေးစိတ်တွေထည့်ပေးလိုက်တာနဲ့အများကြီးပိုကောင်းပြီးပင်မကြတဲ့အဖြစ်တစ်ခုချက်ချင်းရလာတာကိုတွေ့ရပါလိမ့်မယ်ကဲအခုစိတ်လှရှာစရာကောင်းဆုံးပိုင်းကိုရောက်လာပါပြီ ChatGPT ကိုအသုံးပြုပြီးငွေရှာတာနဲ့ productivity တက်အောင်လုပ်တာလိုမျိုးလက်တွေ့ဘဝမှာရနိုင်မယ့်အကျိုးကျေးဇူးတွေကိုလေ့လာကြည့်ကြရအောင်ဒီမှာ Jason Greathouse for ဆိုတဲ့လူတယောက်ရဲ့တကယ်ဖြစ်ရမှန်ဇာတ်လမ်းတစ်ခုပါသူက ChatGPT ရဲ့ညွှန်ကြားချက်တွေအတိုင်းပဲလိုက်လုပ်ပြီး startup တစ်ခုကိုအစခင်နဲ့တည်ထောင်ခဲ့တာပါရလက်ကတော့110နဲ့$1,500ကျော်ရှာနိုင်ခဲ့တဲ့ဒါဟာ ChatGPT ရဲ့အလားဘလောက်ကြီးမားတယ်ဆိုတာကိုပြနေတဲ့တကယ်လက်တွေ့ဥမာကောင်းတစ်ခုပါပဲဒါကတော့ ChatGPT က Fundy ပေးထားတဲ့ social media content calendar တစ်ခုရဲ့ဥပမာပါဒီလိုမျိုးတီထွင် Fundy ရတဲ့အလုပ်တွေနဲ့ strategic planning လုပ်ရတဲ့အလုပ်တွေကိုအလိုအလျောက်လှုပ်ဆောင်ပေးနိုင်တာကြောင့်အချိန်ကုန်များကြီးတတ်တာစေပါတယ်ဘယ်နည်းဘာတင်မလဲ caption ဘယ်လိုရေးမလဲဆိုတာအထိစီစဉ်ပေးနိုင်တာပေါ့ ChatGPT ကိုကိုယ့်ရဲ့အစွမ်းထက်တဲ့လက်ထောက်တယောက်လိုသုံးပြီးဝင်ငွေရှာနိုင်တဲ့နည်းလမ်းတွေကတော့အများကြီးပါပဲဥပမာကြော်ညာစာရေးတဲ့ copywriting ဝန်ဆောင်မှုတွေပေးနိုင်တယ်ကိုပိုင် e-book တွေ Fundy ရောင်းချနိုင်တယ်ရိုးရှင်းတဲ့ app လေးတွေစောက်တာဘာသာပြန်ပေးတာ email marketing လုပ်တာဒါမှမဟုတ်ခရီးသွားအစီအစဉ်တွေဆွဲပေးတာနဲ့ online course တွေဖန်တီးတာလိုမျိုးအလုပ်တွေနဲ့တောင်ဝင်ငွေရှာလို့ရပါတယ်ဟုတ်ပြီ AI နဲ့ပတ်သက်ပြီးတော့ကောင်းစားတွေချီးပဲပြောလို့မရဘူးပေါ့နော်လူတွေမှာရှိတတ်တဲ့စိုးရိမ်မှုတွေအထင်အမြင်လွဲမှားမှုတွေကိုလည်းဖြေရှင်းဖို့လိုပါတယ်ဒါမှမျှတပြီးယုံကြည်စိတ်ချရတဲ့ရှုမြင်သုံးသက်ချက်ကိုရနိုင်မှာပါအဖြစ်များဆုံးစိုးရိမ်မှုတစ်ခုကတော့ AI ကငါတို့အလုပ်တွေကိုယူသွားတော့မယ်ဆိုတာပါပဲဒါပေမဲ့တကယ်တမ်းတော့ AI ဟာအလုပ်တွေကိုဖျက်ဆီးတာထက်အလုပ်အကိုင်အခွင့်အလမ်းသစ်တွေဖန်တီးပေးဖို့အလားပိုများပါတယ်သူကအလူသားတွေရဲ့ကြွန့်ကျင်မှုတွေကိုအစားထိုးမှာမဟုတ်ဘဲအထောက်အကူပြုမှာပါဒီထွင်ဖန်တီးမှုစာနာမှုနဲ့ဝေဖန်ပိုင်းခြားစိတ်ဖြားမှုလိုမျိုးလူတွေပဲလုံနိုင်တဲ့အလုပ်တွေကပိုလိုတော့အရေးပါလာအောင်မှာဖြစ်ပါတယ်တိပံစိတ်ကူးရင်ရုပ်ရှင်တွေထဲကတော့စိတ်ရုပ်တွေကကဘာကြီးကိုတင်ပိုက်သွားမယ်ဆိုတဲ့အတွေ့ကလည်းကြောက်စရာကောင်းပါတယ်
ဒါပေမဲ့လက်တွေ့မှာတော့ AI ဆိုတာလူသားတွေရဲ့ program နဲ့ကြီးကြပ်မှုအောက်မှာအလုပ်လုပ်တဲ့ကိရိယာတစ်ခုတတ်ပါပဲသူ့မှာကိုယ်ပိုင်အသိစိတ်ခံစားချက်ဒါမှမဟုတ်လွတ်လပ်တဲ့စံသားတွေမရှိပါဘူး ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ် AI နဲ့လူသားတွေပူးပေါင်းဆောင်ရွက်ရမယ့်အနာဂတ်မှာအလုပ်ရဲ့သဘောတဘာဝတွေပြောင်းလဲလာတဲ့အခါမှာကျွန်တော်တို့ဟာကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကြီးကိုဘယ်လိုအသုံးချဖို့ရွေးချယ်သွားကြမလဲဒါကတကယ်ကိုအားလုံးတက်စဉ်းစားစရာမိခွန်းတစ်ခုပါပဲ